ချစ်တို့မြင်လာပါနော်အခုမေကြီးအစားဘလော့လေးတွေပြန်ရိုက်မှာပေါ့နော်အခုစားဘလော့လေးတွေမေကြီးတို့ပြန်တင်มาဖြစ်ပါတယ်နော်အခုဆိုတော့မေကြီးကဝတ်သားအိုးကြီးလည်းမေကြီးချက်ပြီပေါ့ဗျာနော်ချက်ပြီနော်ချက်ပါဝတ်သားအိုးကြီးလည်းချက်ပြီနော်အခုဆိုတော့မေကြီးတို့ဖြုံးမှာဖြစ်ပါတယ်ဖြုံးမှာနော်ဝတ်သား3ပိတ်တာချက်တာနော်3ပိတ်တာရှယ်ပဲတဲ့အောင်မီလီနဲ့ချက်တော့ဆရာချက်တာဟမ်ရှယ်တာဘာမီနဲ့အောင်မီလီနဲ့ဟွာဝတ်သားတရုံကလည်းပဲဟိုအကြီးပဲဝတ်သားတရုံကလေအမဂျပန်ကောင်းမှာတင်ဝိုင်းတော့ဆရာတို့ဂျပန်ကောင်းမှာအစားဘလော့ပြန်တင်ပေးမယ်အခုတော့တယ်တော့မေတို့ဒါနှွေးထားပေါ့ဗျာနော်ကတိုင်းရဆရာအေးငါပြောတိုင်းမင်းလိုက်မပြောနဲ့ဟုတ်ပါဆရာမင်းဘာမေထွင်ပြောဟုတ်ပါဆရာမင်းကငါပြောတိုင်းမင်းဖြုတ်မှာအကြိုက်ဖြုတ်မှာဆရာဟေးကျုံးပြီလို့နော်ကျုံးမလားကျုံးပါဆရာကျုံးမှာ3ပိတ်တာချက်တာနော်ရှယ်ပဲတာ3ပိတ်တာချက်တာလားရှယ်ပဲရဲမဲ့ဥထွက်ကတိုင်းရဆရာကျုံးမလားကျုံးပါဆရာအေးရှယ်ပဲတာတွေ့ရနော်တွေ့တယ်ဆရာဦးလိုက်ရှိုးလို့ကွာမေကြီးလက်ရအောင်မစားချင်နေဆိုရင်တော့မေကြီးဆိုင်ကိုသာပြေးလာခဲ့ပေါ့မိတ်ခေါ်ပါလေနော်ကဲကတိုင်းရဆရာကျုံးမလားကျုံးပါဆရာမွေးနာရောရှယ်ပဲအခုကဘာလဲဟိုနိုင်မမခုနာမည်ကြီးညာဘာလဲဝတ်တုတ်ကြီးစားအေးဝတ်တုတ်ကြီးလေဘာလဲ तू ကဘာလဲဘူဘေးပြင်စိန်ခေါ်တယ်စိန်ခေါ်ရောမေးရဝက်ပြင်နော်ဟုတ်ပြီရှယ်ပဲလို့နော်ဆရာချက်တာကြိုက်ပြီOh my god. 来，ရဆရာဖြုတ်ပါဖြုတ်ပါဆရာအေးဖြုတ်မယ်ဟုတ်ကဲ့ဆရာနိုင်တယ်ငါကိုင်းဟယ်လိုဆပ်လို့မေးရပါပြီလို့ဒီဘလော့ကိုမေးဂျပန်အကောက်ကျိုးမီဆိုရဲဂျပန်အကောက်မှာမေးပြန်တင်ပေးမယ်အလုံးတွက်ကြည့်ပေးနော်အလုံးတွက်ကြည့်ပေးပါနော်အခုလက်ဆေးပြီးတော့မေးကိုဘယ်လိုကျုံးပြမယ်ဆိုတာကိုစောင့်ကြည့်ပေးပါစောင့်ကြည့်ပေးနော်ချစ်တို့ဒီဘေးဖြင့်စိန်ခေါ်ရနော်စိန်ခေါ်တယ်ဆရာမေးရဝက်ပရင်ဖြုတ်ပါဒီမှာ3ပိတ်တာ50 4ပိတ်တာပါဆရာအောင်မီလင်းနဲ့ချတာဒါလို့ချက်ထားတာဖြုံးမှာဟေးရဆရာကျုံးပါလားကျုံးပါဆရာအေးခဏကြည့်တော့ဟာလက်ဆေးကတော့ခတ်လိုက်ဟုတ်ပါဆရာအေးမင်းဆရာမင်းအရင်လုံးရေလေးပါလေးတော့မခတ်ငါခတ်ဟုတ်ပါဆရာဆရာလက်ဆေးတော့ခတ်ပါလေအောင်မီလင်းနဲ့ချက်တာပါကျုံးမီလို့နော်ပြည့်တယ်အားပေးပါဦးနော်ဆရာကောက်လေး